ဓမ္မတရားမြတ်ဗုဒ္ဓ၏ဓမ္မတရားသည်ငယ်လူကြီးအရွယ်မရွေးအချိန်မရွေးနာယူလိုက်နာကျင့်သုံးလို့ရပါသည်မြတ်စွာဘုရားရှင်ဓမ္မတရားသည်ကြီးကြီးငယ်ငယ်လူသားအလုံးအတွက်အတူတူဖြစ်သည်ငယ်စဉ်ကတည်းကအကျင့်ကောင်းတို့ဖြင့်ကြီးပြင်းရပါသည်မိဘနှင့်သားသမီးတို့၏ချစ်ချင်းမေတ္တာသည်ကောင်းသောဓမ္မအမွေတို့ဖြင့်စင်စစ်မပြတ်စီးဆင်းသောမှသာငြိမ်းချမ်းသာမည်ဖြစ်သည်အမှန်သစ္စာတရားဆက်ရောက်သည့်အသည့်တရားတမာရီတည်ကြည်သွားလျင်နိဗ္ဗာန်အထိမျက်မှောက်ပြုနိုင်သည်လွန်ခဲ့သောနှစ်60ကကျမအသက်10နှစ်လောက်မှာဖြစ်သည်တဲငွေဆရာတော်ကြီးဆရာတော်ဥက္ကဋ္ဌတရားပွဲရှိသဖြင့်မိဘတို့နှင့်အတူတရားနာသွားကြသည်တရားဓမ္မယုံကြည်ပြည့်စုံပြီးဘုရားရင်မြင့်တစ်ခုလုံးကြံ့ညံ့နေအောင်တရားနာလာကြသူတွေအများအပြားဖြစ်သည်ဆရာတော်ကြီးတရားဟောပြီးသောအခါတရားထိုင်ကြရသည်အသက်ပြင်းပြင်းရှူရသဖြင့်ခန္ဓာကိုယ်တို့ရိမ့်ထိုးနေကြသည်အသက်ရှူတန်ပြင်းသဖြင့်ဆူညံနေသည်အသက်တာရှူသောအခါအတွေးတွေဟိုးဒီမဝင်တော့နှာပိတ်အသက်ရှူမဝတာတွေစင်ကြဲနေသည်အသက်ငယ်သည့်အရွယ်မှာမိဘကြိုက်ရင်ကိုယ်လည်းသဘောကျသည်အတုခိုးသည်လိုက်လို့သည်မိဘ၏တွင်တင်ပြတာနီလန်းမှန်မှသားသမီးရောမိဘပါရဏန်သင်းသည့်ပန်းခွင်းလန်းကိုရှောက်ရပါမည်တောက်ပသောနိဗ္ဗာန်ခရီးနည်းမည်ဖြစ်ပါသည်လွယ်မှားသောအယူအဆစုံစမ်းမှုတို့သည်ဒုက္ခများလာပြီးစိတ်မှန်ဒုက္ခဖြစ်ကြမည်မဟုတ်တန်တရားတစ်လျှောက်လုံးစုံနှင့်မွန်းကြမှုများကြီးတဲ့မှာလုံးထွက်မလွယ်အပယ်လေးပါးမှလည်းလက်ပတ်နေကြမည်ဖြစ်ပါသည်အချင်းဖြစ်သွားသဖြင့်တရားမှုတရားကိုကျမ်းသည်ဟုလည်းမကြောက်စမ်းသည်ဟုလည်းထင်ကြီးတွေမပြောမထင်ဆရာပြသည့်နည်းအတိုင်းကြိုးစားရပါလိမ့်ဆရာတော်ကြီးကဝိကျွေးစက်နေတာကိုရင်ရက်တယ်ဟုမိန့်တော်မူသည်တမာရီအားကျင့်ကြံအားတို့ကောင်းလာလျင်ခန္ဓာလှုပ်ရမ်းတာတွေတည်ကြည်သွားသည်ယုံကြည်တရားမြင့်မြင့်ဖြင့်အားထုတ်သွားလျင်တရားထုတရားမြတ်ကိုတွေ့ရသည်သင်မှုဆရာတော်ကြီးဆရာတော်ဥက္ကဋ္ဌသည်21လလုံးအယိုးကြေအရေးခံလူသိရင်သိမသိရင်ကိလေသာသည်တရားရဟုတရားကျင့်ခဲ့သည်နေရအနှံ့ပြားမှသာသနာပြုသွားခဲ့သည်ဇွဲတင်းအမြဲလင်သင်သာသနာတော်ကြီးကိုတည်ထောင်ပြီးတော်မူသွားခဲ့သည်သင်မှုဆရာတော်ကြီးတရားပွဲပြီးရန်ကုန်ပြန်ကြသောအခါပသိမ်မှာကမ္မထမ်းပြဆရာတော်ဖြစ်ဆရာတော်ဦးသီဟယခုအခါတက်တော်တရားနိဗ္ဗာန်ရှိပြီဖြစ်သောတက်တော်ရှိရေဒိဋ္ဌံတရားဆုံးထက်သောရေစန်းဆရာတော်ကြီးကိုသာသနာပြုစေခဲ့သည်ဆရာတော်ကြီးဦးသီဟကမြို့ကမ္မထမ်းကျောင်းမှာဆူညံသဖြင့်မြို့စုံတိတ်ဆိတ်သည့်နေရာသို့ကမ္မထမ်းတရားကျောင်းကိုပြောင်းရွှေ့တည်ထောင်တော်မူခဲ့သည်မိဘများသည်လွန်စွာတည်ညိုသောတရားစိတ်ဖြင့်အဆက်မပြတ်တရားအထုတ်လာခဲ့ပြီးဆရာတော်ကိုရိုသေလေးမြတ်ပြီးနှုတ်ရန်ပူဇော်ကိုးကွယ်ခဲ့ကြသည်ရန်ကုန်စက်မှုတက္ကသိုလ်မှာတက်နေသောအကူကလည်းတရားထိုင်ပြီးနှာခေါင်းပွေယောဂပျောက်ခဲ့သည်ကျမ်းမာရေးတောင်းတင်းလာခဲ့သည်ဆရာတော်ကိုအလေးမြတ်ထားသည်တရားအထုတ်ရမှလည်းဇွဲတန်သည်ကျမကိုလည်းလက်တွဲခေါ်သည်ဆရာတော်ရေဒိဋ္ဌံထွက်သည့်နေ့မှာအကူကဆရာတော်ဖုံးပေးဖို့ကိုလူတန်းလေးရှိပါသည်အကူသည်ရေဒိဋ္ဌံကိုနှစ်တိုင်းဝင်တတ်သည်ကိုယ်တိုင်ကတော့မဝင်ဘူးပါသမီးကြီးနှင့်သားတို့ကဝင်ဘူးသည်မိဘအကူတို့၏ကျေးဇူးဖြင့်ယတနာမြတ်သုံးပါးကိုယူသည်တတ်မှုတရားနာတရားစာဖတ်တရားစာရုပ်တရားထိုင်ခြင်းတို့ကိုမမိတ်မလျော့ခဲ့သားသမီးတို့ကိုလည်းဓမ္မအမွေလက်ဆင့်ကမ်းရစေခဲ့သည်တဲကိုကမ္မထမ်းကြောင်းနဲ့ချိတ်ထားသောအတုကအပုပ်အပွားအကောင်တွေကြိုက်စားနေသည့်ပုံများကိုမြင်တွေ့ရတာကလည်းကျင့်သားရသောသဖြင့်ကိုယ်ခန္ဓာရဲ့မတင့်တယ်သောရုပ်စင်းပေါ်မှာမတွေ့တာမတတ်မဲ့ဆွဲလန်းရမဟုတ်သည့်အပုပ်ကောင်ရုပ်ကိုသိမြင်လာသည်စွတ်တက်လာသည်ငါသဘောမဟုတ်သူသဘောနဲ့သူဖြစ်ပြီးပြတ်တတ်သည်တဘာဝတရားမမြဲသည့်သဘောငါမပါငါမဟုတ်ငါပြောက်သောအနိစ္စလက္ခဏာတရားမြင်ပြီးဒုက္ခဆင်းရဲကိုဆင်ခြင်သည်အစိုးမရမပိုင်စိုးသည့်အနတ္တတရားကိုဝစီကိစ္စဆင်ခြင်ခဲ့ရသည်ယုံနဲ့နံသာရှိသည်ယုတ်လဲမမြဲနံလဲမမြဲဖြစ်တိုင်းပြတ်နေသည်ပုဂ္ဂိုလ်တ attva မရှိပုံသဏ္ဍာန်ပြက်ပက်တွေအမှုံမှာတဖွာဖွာတို့ဖြင့်အထယ်ရက်ပြောက်သောတရားစက္ကန့်မလတ်ဂရေများစွာတည်နေသည့်တရားဖြစ်၍ယွန်းစရာမလိုခြင်းစရာကောင်းသည့်ယုံနံခန္ဓာအစုကြီးပါလိုခြင်းစရာမရှိငင်းငွေစရာကောင်း၏ဖြစ်ပျက်ကလွတ်ခြင်းသည်လွတ်သည့်တရားကိုကြိုးပမ်းအားခဲဇွဲတန်တန်ခြင်းရတော့သည်အချစ်အမုန်းကောင်းဆုံးမရှိသည့်တရားဝရိယထားပွားများရသည်တာမညာလက္ခဏာသုံးပါးထထရှုသည်ဝိပဿနာဉာဏ်အားကောင်းကောင်းတမာတိအရှိန်ဖြင့်လောကုတ္တရာတစ်ဖက်ကံကိုကူးရသည်ပါရမီရမှတဏှာမဝင်နိုင်မဲ့ရတာဖြစ်သည်တရားစဉ်မှန်စွာပိုင်းခြားနားလည်အောင်ကျင့်ရသည်မနက်ဖက်တိုင်းမှာအထိဋ္ဌမပြည့်အောင်တရားထိုင်ပါသည်ကျေးဇူးတော်ရှင်သင်မှုဆရာတော်ကြီးဆရာတော်ဥက္ကဋ္ဌပတိယေဒိဋ္ဌံမြေစွန်းဆရာတော်ကြီးဆရာတော်ဦးသီဟမိဘအကိုမိသားစုအလုံးတို့ကိုအမြဲမပြတ်တတိယကျေးဇူးတင်ပြီးအားထုတ်ခဲ့ပါသည်
ပသိမ်မှနေတဲ့မောင်လေးတဝင်းခွဲလင်မယားကတော့ပသိမ်ဆရာတော်ကြီးကိုစွန့်လူကြသည်သာသနာပြုနေတော့တာမညာမှကမ္မထမ်းကြောင့်ကြီးအတွက်လည်းလူရန်ကြသည်မြတ်တို့ကပသိမ်သေးကူကြောင့်ကိုခဏရောက်တဲ့မောင်လေးကဘိုင်ဘာကနေပုံတစ်ပုံပို့ခဲ့တယ်ဖုန်းနဲ့လည်းစကားပြောပြတယ်ဦးကြီးတို့လူခဲ့တာတွေကတော့အဆောက်အဦအသစ်တွေဖြစ်ကုန်ပြီဒါပေမဲ့ပုံတွေကရေးစီကအခုထိသုံးနေတယ်ရှိနေတုံးဆိုပြီးတော့မန္တအားရဖုန်းဆက်တယ်ဆရာတော်ရဲ့ဖုန်းနံပါတ်ကိုလည်းပြီးတယ်ဆရာတော်ကြီးဆက်စဉ်ချက်ချင်းဆက်လိုက်ပါတယ်မိဘရဲ့အလှရေစီရဲ့တရားပီတိကြောင့်တာမညကြောင့်အတွက်ရေစီအလှကိုလှူပစ်ပါသည်မိဘတွေကအလှလှူတိုင်းမှာကိုယ့်ကိုလှူစေခဲ့သည်ထိုစဉ်ကရေဆက်လှူခဲ့ရသည်အခုလဲမောင်လေးစော်နဲ့ညီမလေးချစ်ချူဝင်းတို့ရဲ့ကောင်းမှုပါပဲကျေးဇူးတင်ပါသည်ကိုယ်တိုင်ကအလုံနာတာ10နှစ်လောက်ရှိပြီစီးပွားရေးလည်းမလုပ်တော့အလှကိုလည်းသားသမီးတွေတက်ရှိတင်ကြရှိတဲ့မိဘနှစ်ပါးကိုဥထိတ်ထားပြီးလှူဖြစ်စေပါသည်ကိုယ်တိုင်ကတော့တရားကောင်းမှုတွေနဲ့အသက်ရှိနေတုန်းအချိန်ကလေးသတိမလွတ်တဲ့အသိတရားနဲ့နေပါသည်ဟန်ညာအားတို့ရော့လာတာကဆရာပြတိတားမရသားသမီးများကိုဓမ္မအမှုပဲပြီးပါသည်ဒီဇင်ဘာတတိယပတ်ထဲမှာတာမညသွားမယ်ဆရာတော်တို့နဲ့လိုက်သွားပြီးတီလိုက်ရင်ဝတ်ပါမယ်နှစ်ပတ်လောက်ကြာပါလိမ့်မည်ဆရာတော်တို့ပြန်ပြစ်ပါမယ်လက်ရှိဖုန်းက65နဲ့ဒီဟန်ဖုန်းမသုံးပဲမကင်မဲ့အင်္ဂါကျိုးဖုန်းမဲ့သုံးတဲ့ညီမကိုကဝယ်ပေးခဲ့တာဖြစ်သည်ဗီဒီယိုတွေအများကြီးတင်ဖို့ဖုန်းချက်နေလို့သမီးကဒီခရီးစဉ်မှာအမှတ်တရကောင်းမှုပြုခဲ့ပါတယ်သားကတရားစခန်းအကျွေးမှုတွေလည်း9သိန်းယူပါတယ်သမီးကအမေရက်တွေအကြဒီပဲပြောဒီဘက်ခါနောင်နဲ့မရွေးပါဘူးတေတတ်တဲ့တရားအေးချမ်းခြင်းဖြင့်နေတတ်အောင်ကျင့်ကြံကြရပါမည်ထာဝရဒုက္ခအစစ်ကဝိပဿနာအကျင့်ကိုကျင့်ကြရသည်ကိုယ်တိုင်မိဘကျေးဇူးဖြင့်ရခဲ့သည့်တရားအမှုပါကိုယ်တိုင်မိဘဖြစ်တော်လဲတာသမီးတွေကိုငယ်စဉ်ကတည်းကတရားဓမ္မအရောက်ခဲ့ပါသည်တာသမီးတို့ကလည်းကိုယ်တိုင်မိဘဖြစ်သည့်အခါတာသမီးတွေကိုလက်ဆင့်ကမ်းပြီးဓမ္မအမှုကိုရအောင်ပေးသွားမှသာအဆက်မပြတ်ဓမ္မတရားစီစဉ်သွားပြီးငြိမ်းအေးတာယာမှုတွေရရှိကြမှာဖြစ်ပါသည်လက်ခံကျင့်သုံးသူတို့ဘက်ကလည်းတရားဝိရိယအားထုတ်မှုထက်သန်ကြရပါမည်ထိုစိတ်ဓာတ်အားထုတ်ဖြင့်သာမြတ်စွာဘုရားရှင်သာသနာသည်ရောင်ဝါလင်းပြီးဓမ္မတရားတို့သည်ကဘာနှံ့ပြန့်နှံ့နေပြီဖြစ်ပါသည်တရားသီလသုတ္တစာကပညာပြည့်စုံသောအကျင့်ဖြင့်အကြောင်းကျိုးကောင်းစွာနားလည်ပြီးမဲ့ပင်လန်းကလျှောက်ရင်းမင်္ဂလာရှိသောနေ့ရက်များဖြင့်လှပလန်းဆန်းနေကြမည်ဖြစ်ပါသည်ဓမ္မတရားတို့ကိုနှလုံးသွင်းမှန်စွာယင်မာကိန်းမှစိတ်ငြိမ်းချမ်းပါသည်ကိုယ်စီအပြုံးနိုင်ဖြင့်ဓမ္မတရားယနံ့သင်ကြံပြတ်မှုရအောင်ကျင့်သုံးပွားများတိဆောက်သွားကြလျင်နိဗ္ဗာန်ရောက်သည့်အထိတန်တရားခရီးတစ်လျှောက်ဖြောင်းဖြောင်းတောင်းနှံသွားနိုင်ပြီပဲဖြစ်ပါသည်